နှစ်ပေါင်းများစွာမိုးခေါင်နေတဲ့ခေတ်တစ်ခုမှာစူဝမ်မြန်းဆိုတဲ့မိန်းကလေးဟာအစာရှာဖို့တောင်တန်းတွေပေါ်တက်ရောက်သွားခဲ့ပါတယ်။ဒါပေမဲ့အစာတစုံတရာမှမတွေ့ခဲ့တဲ့အပြင်6ကမ်းပါပေါ်ကနေတောင်ပြုတ်ကျသွားခဲ့ရပါတယ်။သူမကဒီတခါတော့သေပြီလို့ထင်ခဲ့ပေမဲ့မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့မမြင်ဘူးတဲ့ကဘာတစ်ခုစီရောက်နေခဲ့ပါတယ်။သူမရှိမှမြင်ရတဲ့အိမ်ကြီးဟာခန္ဓာလုံးလို့မြို့ဝင်မင်းရဲ့အိမ်တော်တောင်ရှင်လို့မရပါဘူး။ခြံဝန်းထဲမှာတော့စားစရာအပင်တွေအပြည့်ရှိနေပေမဲ့ဘယ်သူမှခူးစားထားတာမရှိပါဘူး။စူဝမ်မြန်းကတော့ငါတေးပြီးနတ်ဖုံကိုရောက်လာတာများလားလို့တောင်ထင်မိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအိမ်အကူတယောက်ရောက်လာပြီးသူမကိုအိမ်တစ်ကအလုသမားအစ်စ်လို့ထင်သွားခဲ့ပါတယ်။စူဝမ်မြန်းကကြောက်လန့်ပြီးဒူးထောက်ကခွင့်လွှတ်ဖို့တောင်းပန်ခဲ့ပေမဲ့အိမ်ထိန်ဖွားကြီးကသူမကိုအလုခံဖို့ဆုံးဖြတ်လိုက်ပါတယ်။စူဝမ်မြန်းအတွက်တော့ဒါဟာကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်နေခဲ့ပါတယ်။အလုကောင်းကောင်းလုပ်နိုင်ရင်အစားအစာရမယ်။ရလာတဲ့အစားအစာတွေကိုမိခင်နဲ့ညီမလေးတွေစီပြန်ပို့နိုင်မယ်လို့သူမမျှော်လင့်နေခဲ့ပါတယ်။အဲ့ဒီနောက်သူမကိုရေချိုးခန်းစီခေါ်သွားခဲ့ပါတယ်။မျက်နှာကျက်ပေါ်ကမီးအိမ်ကြီးကိုမြင်လိုက်တာနဲ့နတ်ဖျားပစ္စည်းလို့ထင်ပြီးကြောက်လန့်နေခဲ့သေးပါတယ်။နူးညံ့တဲ့အဝတ်စားတစ်တွေဝတ်ဆင်ရတဲ့အခါမှာလည်းအံ့ဩလွန်နေခဲ့ပါတယ်။သူမဘဝတစ်လျှောက်မမြင်ဘူးတဲ့အဝတ်စားမျိုးဖြစ်နေခဲ့တာကြောင့်ပါ။ခဏအကြာမှာတော့အိမ်ထိန်ဘွားကြီးကစာကြည့်ကန်းတစ်ခန်းကိုရှင်းလင်းခိုင်းပြီးအလုပ်ဆန်းသတ်မှုလုပ်ပေးခဲ့ပါတယ်။အရင်အလုပ်သမားတွေကစီကံမသိလို့အလုပ်ဖြုတ်ခံခဲ့ရပေမဲ့စူဝမ်မြန်းကတော့စာအုပ်တွေကိုအမျိုးအစားခွဲပြီးစနစ်တကျပြန်စီနိုင်ခဲ့ပါတယ်။ကြောက်စီမင်းတုံးတွေကိုတန့်ရှင်းအောင်တိုက်ပေးခဲ့တယ်လို့စာအုပ်တွေပိုးမတက်အောင်ဆေးမြက်တွေနဲ့ပါကာကွယ်ပေးခဲ့ပါတယ်။ဒီအရာအလုံးဟာအရင်ကသူမအလုပ်လုပ်ခဲ့ဘူးတဲ့